လူတော်တော်များများမင်းမရှိလဲရတယ်ကွာဆိုတော့လူညံ့လို့သာမှတ်တော့ဒီမှာလင်မယားတွေပါရပြစ်ဘူးတယ်မလားယောက်ျားနင်မရှိလဲရတယ်ဆိုစိတ်ချခမဒုက္ခပြီးသားမှတ်တော့လောကကြီးမှာမင်းမရှိလဲရတယ်လို့မပြောနဲ့အဲ့ဒါခန့်ညံ့ညံ့လူတွေရဲ့အတွေ့မင်းမရှိလဲရတယ်လို့မပြောပါနဲ့မင်းဟာငါအတွက်အင်အားတစ်ခုပါပဲလို့အမြဲပြောပြပါကျွန်တော်အဲ့လိုပြောဖို့ခက်တယ်အိမ်တော်မကြသေးဘူးအပြိုကြီးဘာလို့အပြိုဖြစ်လဲဆိုရီးစားပေါ်မှာနင်မရှိလဲရတယ်ဆိုနောက်တစ်ယောက်ထပ်ထားတယ်နင်မရှိလဲရတယ်နဲ့အသက်က40ဖြစ်လာတာနေငါအတွက်အင်အားပါပဲကိုယ်ဆိုပြီးသွားပြီလေကျွန်တော်ရှိမှခက်နေတာမင်းမရှိလဲရတယ်ဟာဗမာပြည်မှာမရဘူးဗျစစ်တပ်ကြီးမရှိလို့လဲမဖြစ်ဘူးဗျတိုးတော့ရှိတဲ့လောက်ပါတဲ့လောက်တော့ပါရမှာပေါ့နေရာတိုင်းတော့မပါသင့်ဘူးပေါ့ဗျာခရိုနီလည်းမပါလို့မရဘူးဗျပါတဲ့လောက်တော့ပါရမယ်စာရေးဆရာတွေလည်းပါတဲ့လောက်တော့ပါနေရာတကာမပါနဲ့လေခမရတို့လည်းပါတဲ့လောက်တော့ကချင်လည်းပါတဲ့လောက်ပါရှမ်းလည်းနေရာလည်းပါလို့ဘယ်ရမလဲကျွန်တော်တို့ကနေရာတကာတိုင်းဖြစ်နေတာမင်းမရှိလေရတယ်ငါးကြီးလောက်လုပ်မယ်ဆိုတော့ဘယ်အလုပ်ဖြစ်မလဲထားတော့